ဒါပထမဆုံးကျမတို့စိုက်မှုစဖို့သွားကြည့်မယ်ဆိုပြီးတော့ကျမတို့အစားတောက်တွေထည့်သွားမယ်ဆိုပြီးတော့ကျမတို့ city မကလည်းဝဲတယ်ပြီးတော့အိမ်ကနေလည်းဟိုရုံနဲ့ရောက်ရင်လို့ပိုက်ဆံနေလိမ့်မယ်ဆိုပြီးတော့လက်ဖက်နဲ့ထမင်းတွေလည်းထည့်သွားတယ်စင်တင်းလုံးရသွားကြည့်ဖို့ပြင်ဆင်နေကြပါတော့အမကြီးစိုက်မှုစက်ကြည့်ဖို့သူရင်အစပြူတာအမပဲမြင်လားသူဘလောက်တော့ကြည့်ချင်တယ်နေလို့ဆိုရန်ကြည့်နေတော့ပွဲကြိုက်ခင်ကခေါ်လို့မသူအထုပ်ဆွဲရတော့ရှက်တယ်တဲ့ဆွဲခိုင်းမှာပဲသူကြည့်ကျင်တာဆိုတာဒီမဲ့ကျမခါနာလို့ကျမခုံနေကျမသွားတယ်စမ်းရင်မို့သွားကြည့်ပါမယ်အိမ်အောင်မှာကားဆောင်နေရပါဘယ်နိုင်ကြီး6ခွဲ9နာရီမထိုးခင်နေရသွားထိုင်ဆောင်နေမှာပါအမှကျမတို့ပွဲကင်းနဲ့ရောက်တော့ကျမတို့စမ်းရည်မို့ဇက်ပွဲပဲနောက်မှရှိတယ်ဆိုလိုက်ရှာရင်းနဲ့အမှပွဲကင်းနဲ့မှလှည့်နေရပါတော့အမှကလေးလေးရောင်းနေရချစ်တော်ချစ်စရာလေးတွေ1500တယ်စီးမော်ပြနေမြစီးမယ်လေနိုင်မစရောက်ပါပြီဟောကျမတို့တောင်းခဲ့တဲ့ပွဲရလေရန်ကုန်ကတင်ငန်းကျွန်းမှာရှိတဲ့ကြိုက်တီးရုံဖျားပွဲမှာလုပ်တဲ့ဆိုင်မှုဇက်ကိုသွားခဲ့တာပါ finally အမေကျမတို့တငယ်ချင်းနှစ်ယောက်နောက်ဆုံးတော့ရောက်ရှိသွားပြီပွဲမကြည့်ရကြတော့လေနည်းနည်းတော့ excited ဖြစ်တယ်ဟိုတော်တော်လေးကြာပြီပေါ့နော်အဲကြောင့်မလို့ဘယ်လိုမျိုးကြည့်ရမလဲဆိုနည်းနည်းတော့ရင်ခုန်နေကြအမေကြီးအဲ့ဒါသူ့ပဲတရားခံသူ့ပဲပွဲကအချိန်တော့တိကြတယ်စင်နိုင်အတိမှာပွဲစထွက်တယ်လူတွေကလည်းအမေတော်တော်ပြည့်နေပြီဆိုတော့လေအခုကဖျားကြော့ကန်ထင်တယ်အဲ့လိုမျိုးခေါ်လာတော့မသိဘူးနော်အမစိတ်မူထွက်လာတဲ့အချိန်သူတော်တော်ဖြစ်နေသွားရအောင်အေးပတ်တော့မှအမေသူ့ရဲ့ပွဲရလေသူ့ရဲ့စာမှုအတိုင်းပဲထိမ့်သိမ့်နာထိမ့်တင်နာထိမ့်ထွင်းတင်နာထွင်းဆိုတဲ့အတိုင်းပဲသူဇက်တပင်ရဲ့ဒီအနှစ်သာရကိုဟိုခင်းတဲ့အညီလေးသူပြသပေးထားတယ်ဒီအခန်းမှာပဲရှင်ကျမသူ့ကိုသဘောကျပါဒီအခန်းမှာပါရှင်အောက်ကပရိသတ်ကလည်းသူ့ရဲ့တခြင်းကိုမရတဲ့သူကိုမရှိဘူးအောက်ကလည်းတက်ငင်လိုက်ဆိုနေကြတာပဲဘေးအယူညံ့နေရပဲအဲ့တော့သူ stage show စထွက်တဲ့အချိန်ပေါ့နော်အကရောအဆိုရောပြီးတော့မင်းသားကရောဒန်ဆာရောအကုန်ရတဲ့မင်းသားပါเป็นโลวีเรื่องลาบลาจบกันลีเรื่องเวมลาเป็นยาวีเรื่องโคราโอ้กูยังชิโซยาเส้นหมวเลยตู้ใหญ่ไม่น่าได้โกงน้องเลยเดี๋ยวตะเลสิโกงป่วยถูกถ่ายยากจังเราไม่อยากแค่ไหนอ่ะผมต้องนั้นนะป้าช่วยแต่เชิงจากกว่าอีกကျင်းနဲ့မိုးလင်းသွားပါပြီအိမ်ပြန်ရောက်တော့ပါမယ်